ဒီဗီဒီယိုကခုနက apartment တွေ mansion တွေငှားတာနဲ့ပတ်သက်ပြီးတော့အဓိကကျွန်တော်ဘောနော်ဘယ် website တွေကိုတုံးများလဲ website တွေဘယ် website တွေရှိလဲဆိုတာကိုပြောပြပေးမယ်ပြီးတော့ဘယ် website တွေကတကယ်အဆင်ပိုပြေလဲကျွန်တော်တို့ user friendly ဘယ်ဟာပိုဖြစ်လဲဆိုတဲ့ဟာကိုပြောပြပေးမှာဖြစ်တယ်ဘယ်လိုရှာတဲ့ဟာကိုလည်းပြောပြပေးမယ်ပြီးတော့ကျွန်တော်အနေနဲ့ဆိုရင်ကျွန်တော်ဘယ်လိုဒီ website တစ်ခုလေးကိုပဲတုံးတာမျိုးမဟုတ်ဘဲနဲ့ဒီ website နဲ့ဆက်ဆက်ပြီးတော့ကိုကဘယ်လို link လုပ်လဲဆိုတာမျိုးတွေကိုပြောပြပေးမှာဖြစ်တယ်ပေါ့နော်ဒီ video မှာချို့တော်တော်များများတော့ကျွန်တော်ပွဲစားတွေပေါ့နော်ဒီ agent တွေနဲ့ချိတ်ပြီးတော့ group တွေမှာမေးပြီးတော့ကိုယ့်ဘာသာကိုဒီသူတို့နဲ့ပဲ contact လုပ်ပြီးတော့ရှာဘယ်လိုခေါ်မလဲငါဖြစ်တဲ့သူတွေလည်းရှိတယ်ဗျာဒါပေမဲ့ကျွန်တော်ဒီနေရာမှာ agent တွေကိုမလိုဘူးလို့ပြောတာမဟုတ် agent တွေကကျွန်တော်အမြဲတမ်းပြောခဲ့သလိုပဲသူတို့ကရှိတယ်ကောင်းတယ်မရှိတယ်ကောင်းတယ်ဆိုတဲ့အရာမျိုးတွေဗျာသူတို့အကူအညီကျွန်တော်ကိုနှိုက်ကလည်းသူတို့အကူအညီအများကြီးယူရတဲ့အပိုင်းတွေလည်းရှိခဲ့ဖူးတယ် maybe အနာဂတ်မှာလည်းရှိကောင်းလည်းရှိနိုင်ဦးမယ်လို့ထင်တယ်ပေါ့နော်ဆိုတော့ထားလိုက်ပါဒါကတစ်ပိုင်းဆိုတော့ဒီကျွန်တော်တို့ agent တွေကကြတော့အချိန်ကုန်သက်တာတယ်ဗျာဒါပေမဲ့သူတို့ကဒီခုနလိုထိုင်းခေါ်ဆိုတာစမတ်ကားပေါ့လေအဲ့လိုပတ်စံနေပါပေးရတယ်ဗျာပေးရတဲ့အတွက်အဲ့လိုပေးနိုင်တဲ့သူတွေပါရတဲ့ဆိုရင်ကိစ္စမရှိဘူးမပေးနိုင်တဲ့သူတွေနောက်တစ်ခါကိုယ့်ဘာသာကို knowledge နေတဲ့ကိုယ်ဒီနိုင်ငံရောရောက်နေပြီကိုယ့်ဘာသာကိုရှာချင်းတပားဆိုတဲ့သူတွေအတွက်ပိုအဆင်ပြေမယ်လို့ထင်တယ်ဗျာဒီဗီဒီယိုကလေ okay အဲ့ဆိုတော့ဗီဒီယိုစားရအောင်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ time မှာကဟိုကျွန်တော် research လုပ်ထားတဲ့အရာဆိုရင်ကျွန်တော်တို့ဒီ website တွေကတော့ဒီ6ခုလောက်တော့ရှိတယ်ဗျာဒီလားအဓိကကကျွန်တော်ဒီ firewall ဆိုတဲ့ website တွေရှိမယ်ပြီးတော့ DD property website ရှိမယ် Hitflash ရှိမယ်ပြီးတော့ RentHub ရှိမယ်ဗျာနောက်တစ်ခါကျတော့ဒီ Thai apartment website တစ်ခုရှိမယ်ပေါ့နောက်ဆုံးတစ်ခုကတော့ဒီ BKK Finder ဆိုတဲ့ဒီ website တွေရှိတယ်ဒါပေမဲ့ဒီ website တွေတိုင်းကတော့ကျွန်တော်တို့အနေနဲ့ကိုယ့်အတော့ကိုသိတယ်မလားအာခေမဟုတ်ပေါ့ဗျာအာခေမဟုတ်တဲ့သူတွေနောက်တစ်ခုကကျတော့ affordable ဖြစ်ချင်တယ်ပြီးတော့ကိုယ်ပတ်စံရှိနေသည့်တိုင်အောင်အဲ့လိုနေရာတွေမှာကွာအဲ့လိုအများကြီးမသုံးချင်တဲ့သူတွေအတွက်ဆိုရင်တော့ဒီ website တွေကအကောလုံးကိုအတွက် useful ဖြစ်မှာမဟုတ်ဘူးအဲ့ဒီနေရာမှာ useful ဖြစ်တဲ့ website တွေကိုပဲကျွန်တော်အဓိက mention ထားပြီးပြောပြပေးမှာဖြစ်တယ်အရင်ဆုံးဒီ firewall ဆိုတဲ့ website ကကြတော့သူကဘယ်လိုပြောမလဲအိမ်နေဗျာလုံချင်းအိမ်နေပါတယ်အတွက်ကိုအဓိက focus ထားပြီးတော့ရှာတယ်ဖော်ပြပေးတဲ့ website တစ်ခုဖြစ်တယ်ဆိုတော့ကျွန်တော်တို့အတွက်ဆိုရင်တော့ဒီဟာကိုလုံးဝ skill လို့ရတယ်ဗျာကိုယ့်ဘာသာကိုသွားကြည့်ချင်တယ်သွားလေ့လာချင်တယ်ဆိုရင်လည်းရတယ်ကိုယ်လုပ်ငန်းတွေပါတယ်တနေ့ဖြစ်လာတဲ့ဒါကထားလိုက်ပါတော့ဗျာရှိလာနေကြရင်ကိုယ်အိမ်နေဝယ်ချင်တယ်အိမ်နေလုံချင်းတိုင်းငှားချင်တယ်ဆိုရင်အဲ့ website ကကောင်းတယ်အဲ့တော့ဒီဘိုင်းမလေးဒါကတော့ဒီ property ကလည်းအဲ့လိုပဲသူက condo တွေကိုမှဝယ်တာနောက်တစ်ခုကအဲ့လိုငှားတာပေါ့လေအဲ့လိုနှစ်ရှည်ငှားတာမျိုးကြီးဆိုရင်တင်တော်တယ်ရှာလို့ကောင်းတယ်ပြီးတော့ hit flag ကလည်းဒီသဘောပဲနောက်တစ်ခုကျတော့ဒီ Thai apartment ကတော့ခုနလိုနည်းနည်းဈေးသက်သာတယ်ဗျာဈေးသက်သာပြီးတော့အဲ့လိုကိုရီ affordable ဖြစ်မဲ့ apartment dimension တွေကိုသူကရှိတယ်ဆိုတော့ရှာလို့ရတယ်အိမ်မှာဆိုတော့အဲ့ဟာလေးမစိုး BKK Finder ကလည်းကျွန်တော်တိတ်တော့မကြိုက်ဘူးကျွန်တော် personally ကြိုက်တာတော့ဒီ RentHub ပေါ့လေတော်တော်များလည်းတည်တယ်ဒီကျွန်တော်တို့ဒီမြန်မာ group တော်တော်များမှာလည်းဒီဟာတွင်ကြီးကိုတည်ကြတယ်တုံးကြတယ်ကျွန်တော်ကိုယ်၌ကလည်း personally ကြိုက်တယ်ဘာလို့လဲဆိုတော့အဲ့ဒီမှာဒီတကယ်ကိုကျွန်တော်တို့အပြင်လက်တွေ့ဘဝနဲ့ပို့ပြီးနီးစပ်တဲ့ apartment တွေကိုတင်ထားပေးတာဖြစ်တယ်ဆိုတော့အဆင်ပြေတယ်ပေါ့နော်လောကဘတ်3-4 တောင်းသုံးချင်တဲ့သူတွေဆိုရင်တော့ခုနကလိုfirewall ဆိုဒီ property တို့ဘာလို့ hit flag တို့တွားတာပိုကောင်းတယ်ကျွန်တော်အနေနဲ့ RentHub ကိုကြိုက်တယ်ဒီဘန်ကောက် provenance ထဲမှာပဲဒီ district တွေ like ကိုနဲ့နီးစပ်မဲ့ဟာမျိုးတွေရှာပြီးတော့rent လုပ်လို့ရတာပေါ့နော်ဆိုတော့ငှားလို့ရတယ်ဆိုတော့အဲ့ဒါပိုကောင်းတယ်ကျွန်တော်သဘောကျတာပေါ့လေ RentHub website ပေါ့နော်ဒီ RentHub website မှာဆိုရင်တော့ကျွန်တော်တို့ကျွန်တော် personally ကြိုက်တဲ့ဒီ RentHub website ကိုပဲဒီက focus ထားပြီးတော့ပြောပြမှာပေါ့လေရှိတဲ့ website တွေကတော့ကျွန်တော်ခုနပြောရတဲ့ဟာတွေရှိတယ်ဒီ6ခုလောက်ရှိတယ်ဒါပေမဲ့အဲ့ဒီမှာဒီကောင်ကပိုအဆင်ပြေလို့ပေါ့လေဆိုတော့ဒီမှာဗျာကျွန်တော်တို့ရှာတာတော့လူတိုင်းရှာတတ်တယ်ဗျာဒါဘာမှထူးဆန်းတာမဟုတ်ဒီ website တွေကိုကျွန်တော်တို့ဒီ renthub.int.th ပေါ့နော်အဲ့မှာကျွန်တော်တို့က default အနေနဲ့ဆိုရင်တော့ဒီ language က Thai ဖြစ်နေမယ်ဗျာဒါတော့ကျွန်တော်တို့ English language ကိုပြောင်းလိုက်မယ် register လုပ်လို့ရတယ်မလုပ်လို့ရတယ်ဘာဖြစ်လို့ကိုက
ဒီကောင်ကများသောဖြစ်ကကျွန်တော်တို့တိုင်းဖုန်းဆက်ပြီးတော့မေးတာဆိုတော့ကဲလို့ကျွန်တော်တို့ register မလုပ်ခဲ့လဲအဆင်ပြေတော့ကျွန်တော်တို့ apartment ကြည့်မှာပဲကြည့်ပြီးကြိုက်မှာပဲ walk in person တော့ကြည့်မယ်ဗျာ in person တော့ကြည့်မယ်မကြည့်ဒီကနေ contact လုပ်မှာဆိုတော့တို့ကဖုန်းနံပါတ်တွေ email တွေဒါမျိုးတွေကထားလာပြီးသားဗျာဆိုတော့ကိစ္စမရှိဘူးဗျာတိလားဆိုတော့အခုကကျွန်တော် register တော့လုပ်ထားတယ်sorry login မလုပ်ထားဘူးပေါ့ဗျာဒါပေမဲ့အကောက်ကရှိတယ်ဒါပေမဲ့ဟိုပေါ့မလုပ်ထားဘူးပေါ့ဗျာ login မဝင်ထားဘူးဒီဘက်အကောင့်မှာတော့ကျွန်တော်ဝင်ထားတယ်ဗျာကျွန်တော်နေနေတာစင်စုဝင်ထားပါတော့ကျွန်တော်မဝင်ထားတဲ့အကောင့်နဲ့ပဲပြလိုက်ပါမယ်ဆိုကျွန်တော်တို့နေမယ်ဆိုရင်ပေါ့လေဒီကဘယ်လိုရှာတာပို့ပြီးတော့တင်တော်လဲဆိုတော့မှာကျွန်တော် school ပေါ့နော်ကျောင်းသားတွေနေနေဆိုရင်တော့ဒီ school နဲ့ပတ်သက်ပြီးတော့ရှာမယ်ပေါ့နော် school ဆိုတဲ့အထက်မှာကျွန်တော်တို့ school ဆိုတဲ့ category ကိုရွှေ့လိုက်မယ်အဲ့ဒီထဲမှာကျွန်တော်တို့ဒီ university တွေ college ဘန်ကောက်ဆိုတဲ့ဟာရှိတယ်ဗျာအဲ့မှာကျွန်တော်တို့အများကြီးရှိတယ်ဒီ university တွေရဲ့ name တွေပါတယ်ပေါ့အဲ့မှာကိုကဘယ် university မှာတက်မလဲထားပါတော့ကျွန်တော်တို့ apartments rank မဲ့ university ထိတ်ဆုံးမှာပြထားတာဗျာအဲ့ထိတ်ဆုံးမှာပြတာ university ရဲ့ปีหน้าမှာကျွန်တော်တို့ number လေးနဲ့650ဆိုတဲ့ဟာကျွန်တော်အရေးအတွက် apartment ဘယ်နှခုရှိရဲဆိုတာကိုပြထားတာဖြစ်တယ်ပေါ့ဗျာကျွန်တော်ဒီ apartment rank မဲ့ university နားတော့ဝိုက်ပေါ့ဗျာဆိုလိုတာတော့ဆိုရင်နားတော့ဝိုက်ကျွန်တော်နှိမ့်လိုက်မယ်နှိမ့်လိုက်လို့ရှိရင်အမှသူကထပ်ပြီးတော့ပြထားတဲ့ဟာတွေကဆိုဒီမှာဗျ apartment near Rankamhair University Rankamhair ပေါ့နော် Rankamhair University so nearby train မှာကျတော့ကျွန်တော်တို့ဒီ Everlinks Rankamhair နားမှာ apartment 58လုံးရှိမယ်ဒီဟာလေးပေါ့နော်Amadi Secreta နားမှာလည်းရှိမယ် apartment Amadi Bank Cafe မှာရှိမယ် apartment Amadi La Brown မှာရှိမယ်ပေါ့နော် so ကျွန်တော်တို့ဘယ်နားမှာနေချင်လဲပေါ့အဲ့တော့ကျွန်တော်တို့သိချင်တယ်ဆိုရင်ဒီ Google Map ကိုသွားပြီးတော့ကျွန်တော်တို့ Rankamhair ကကိုကကျောင်းသားပဲဆိုတော့အဲ့ကျောင်းမှာတက်မဲ့ကျောင်းသားဆိုတော့အဲ့ကျောင်းသားဆိုရင်ကျွန်တော်တို့ဒီ Rankamhair University ကိုရှားလိုက်ဗျာရှားလိုက်လို့ရှိရင်ကျွန်တော် Google Map မှာတွားရလို့ရှိရင်ဒီ Rankamhair University ရှိတဲ့နေရာကိုကျွန်တော်တို့ပြပေးမယ်ဗျာအဲ့မှာကျွန်တော်တို့ဘယ်လိုပြောအောင်မလဲအဲ့တန်းမှာဗျာဒီကျွန်တော်တို့ University ဒီကျွန်တော်အခုရှာလိုက်တဲ့ဒီ Google Map ထဲမှာ University ကိုပြထားတယ်ဗျာအဲ့ပြထားတဲ့အထက်မှာကျွန်တော်တို့ကအဲ့နာနဲ့အနီးတစ်ဝိုက်ပေါ့လေဆိုတော့ကျွန်တော်တို့ဘယ်နာဒီနားမှာဘာရှိလဲဆိုတော့ဒီမှာကျွန်တော်အနီးဆက်ဆိုတော့ဒီမှာ train တစ်ခုရှိတယ်ဒါမှာ train ထောက်လိုက်လို့ရှိရင်ဒီ sorry Rankamhair University နားမှာကျွန်တော်တို့ဘာရှိမလဲဆိုတော့အနီးဆက်ဆိုတော့ okay ဒီမှာဆွဲလိုက်မယ်ဆိုရင်ကျွန်တော်ဒီမှာ rap line ရှိတယ်ဗျာဒီလားအနီ line ရှိတယ် airport link ပေါ့လေ AIL line ရှိတယ်အဲ့တော့အဲ့ဒီ AIL line ကဒီမှာသူရဲ့ station name ကRankamhair University ပေါ့နိဒီ Rankamhair Airport Link ပေါ့အဲ့ဒီ Rankamhair Airport Link နဲ့ဒီ University နဲ့နေတယ်အဲ့တော့ကိုကအခန်းအဲ့လိုရှာမယ်ဆိုရင်ဗျာကျွန်တော်ဘယ်လိုပြောမလဲဒီ University နဲ့တက်ဝိုက်ပေါ့ဒီနားတက်ဝိုက်ပေါ့ဒီ University အခုနောက်တစ်ချက်ကကြတော့ဒီ University ကိုထောက်လိုက်လို့ရှိရင်သူရဲ့လိပ်စာပါတယ်ဗျာဒီသူကဘယ် district ထဲမှာပါလဲဆိုတော့ဒီ Rankamhair Road ပေါ်မှာရှိတယ် Hwamet district ထဲမှာပါတယ်ပေါ့ဗျာပြောမယ်ဆိုတော့ Hwamet district ပြီးတော့Bankapi ဆိုရဲဒီထဲမှာရှိတယ်ပေါ့ဗျာဆိုတော့ကျွန်တော်အဲ့တော့ apartment ရှာမယ်ဆိုရင်အဲ့ဒီရဲ့လိပ်စာအတွင်းထဲမှာရှိတယ် apartment တွေရှာရင်ပို့ပြီးတော့ကျွန်တော်တို့တက်မဲ့ကြောင်းနဲ့ဘယ်လိုခေါ်မလဲပိုနီးတယ်ပေါ့ဗျာကြောင်းပဲဖြစ်ဖြစ်အလုပ်ပဲဖြစ်ဖြစ်တူပဲဗျာသဘောတရားတော့ပြောချင်တာအဲ့လိုရှာသိချင်တာဗျာများသောအားဖြင့်တချို့ကကြောဒီ name မှာပဲဒီ price range တွေကိုဘယ်လိုခေါ်မလဲဒီမှာကျွန်တော်တို့ price rate တွေကဘတ်ဘယ်လောက်ကနေဘယ်လောက်ချာ minimum ဘယ်လောက် maximum ဘယ်လောက်ဆိုအဲ့လိုရိုက်တယ်ဗျာရိုက်ပြီးတော့ရှာအဲ့ဒါမကောင်းတော့မကောင်းတယ်ဗျာဒါပေမဲ့အဲ့လောက်ရဖတ်မဖြစ်ဘူးဈေးနှုန်းရပဲသူဈေးနှုန်းတက်တာလည်းရိုက်ရှာရင်တော့သိကြရဗျာသူကတော့ပြမှာပဲဘာလို့ဈေးနှုန်းတက်တာလည်းခံနေရမြို့ပြင်နေဖြစ်နေမယ်ဟိုဘက်တခြားဘန်ကောက်အထဲကမဟုတ်ဘဲနဲ့ကြော်သွားတဲ့ဟာတွေလည်းရှိမယ်ဗျာဆိုတော့အဲ့ဒါတွေကဈေးနှုန်းနေတဲ့ဟာတော့ပေါ်လာတယ်ဗျာစိတ်ချမ်းသာတယ်ဗျာသိလားဒါပေမဲ့အဲ့ဒါအဖတ်မဖြစ်ဘူးတကယ် real life မှာနေဖို့အတွက်ကြောင့်အဝေးကြီးဗျာ transportation နဲ့အချိန်နဲ့တချို့ဟာတွေဆိုရင်ဈေးသာနေတာဘလို့မှကိုနေမဲ့တက်မဲ့ကြောင်းတာဒါမှမဟုတ်ကိုအလုံးလုံးမဲ့နေရနဲ့ဘာမှမဆိုင်ဘာမှလည်းမအဆက်နေဘူးဆိုတော့အဲ့ဒါတွေကတကယ်ကြတော့ဘယ်လိုပြောမလဲအဆင်မပြေဘူးပဲပြောမှာနော်ဆိုတော့အဲ့ဒါကြောင့်ကျွန်တော် price ကိုအရင်မတတ်မှတ်ခင်ကိုယ့်ဘာကို menu ရယ်နည်းနည်းလေး
energy ပေါ့နော်အားဆိုင်ရမယ်အားဆိုင်ပြီးတော့ဒီကိုယ်က Google Map ကိုနည်းနည်းလေး used to ဖြစ်အောင်ရင်သွားသုံးရမယ်အဲ used to ဖြစ်ပြီးမှအဲ့ဒီမှာသွားရှာရင်ပို့ပြီးတော့data ဟိုဘယ်လိုခေါ်မလဲ analysis လုပ်တာဘယ်လိုခေါ်မလဲပိုကောင်းမယ်ပေါ့နော်အဲ့ဟာဆိုရင်လည်းကောင်းမွန်တဲ့ result တွေထွက်လာမယ်လို့ထင်တယ်အဲ့တော့ကျွန်တော်အဲ့နာတော့ကိုရှာရမယ်အဲ့တော့ Rankable University ကိုကျွန်တော်ရိုက်လိုက်တယ် Rankable University ကဘယ် region ပေါ့နော်ဘယ် district တွေမှာရှိရဆိုတာသိသွားပြီသိတယ်ဆိုကျွန်တော်တို့ကဒီ apartment ထဲမှာကျွန်တော်တို့က school တွေသွားမယ်အမှ university က college ဆိုဒါကတော့ကျွန်တော်တို့သူကဖော်ပြထားပြီးသား apartment Rankable University ဆိုတဲ့ဟာပေါ့နော်ဒီမှာ apartment near Rankable University ဆိုပြီးပြထားတယ်ဆိုတော့အဲ့တော့ကျွန်တော်တို့ကတိတ်ပြီးတော့ district တွေပါတယ်တိတ်စီစဉ်တယ်မလို့သူရဲ့အနီးနားတောင်းမှာရှိရဲ့ apartment ကိုကျွန်တော်တို့ပြပေးမှာအဲ့ဒါအဆင်ပြေတယ်ဒါပေမဲ့ကိုကဟိုအလုပ်လုပ်တယ်ဆိုရင်ဒီထားပါတော့ဒီလိုမျိုးနီးစပ်ရအကြောင်းသားလေးပါတယ်မဟုတ်ဆိုရင်ဘယ်လိုရှာလို့ရမလဲဆိုတော့ကျွန်တော်တို့ထားပါတော့ကျွန်တော်တို့ကဘယ် region မှာအလုပ်လုပ်မလဲဆိုတော့ထားပါတော့ဗျာကျွန်တော်တို့ဥပမာဘယ်နားမှာလုပ်မလဲဆိုတော့ထားပါတော့ကျွန်တော်တို့ဒီ district ထဲမှာဆိုရင်ကျွန်တော်တို့ဘယ်နားလောက်တောင်း okay ဒီမှာဗျာ SADH 73ပေါ့နော်73ဆိုတဲ့ district area နားမှာကျွန်တော်အလုပ်ရှိတယ်ဆိုပါစို့အဲ့အလုပ်ရှိတယ်ဆိုရင်အဲ့ region ထဲမှာဘယ်လိုခေါ်မလဲရှာတာကပို့ပြီးတော့ affect ဖြစ်မှာ SADH ဗျာ73ဆိုတော့ကျွန်တော်တို့ရှာမယ် apartment near Rankable University နားမှာကျွန်တော်ရှာမှာမဟုတ်ဘူးဒါအကြောင်းသားတွေအတွက်ကျွန်တော်နမူနာပြတာဗျာဆိုတော့73ပေါ့နော်73ဆိုတော့ဒီမှာ SATHON 73ဆိုတဲ့ district မှာဆိုရင်ဒီမှာmacro 73 macro နားမှာရှိတဲ့73ပေါ့လေ sort ထားပါတော့ကျွန်တော်က73လို့ပဲဒီမှာ73 Manly run ထဲက236 apartment ရှိရပြဆိုတော့ကျွန်တော်အဲ့ link နှိပ်လိုက်မယ်နှိပ်လိုက်လို့ရှိရင်ဒီမှာ apartment for rent in 73ဆိုတဲ့ district မှာရှိတဲ့ apartment တွေပြပေးမယ်အဲ့မှာတော့အောက်မှာဒီထပ်ပြတာ district တွေမှာban rent တို့ apartment ဘသူ1ရှိမယ်စသဖြင့်ပေါ့နော်ဒီထဲမှာတော့ပြန်ရွေးပေးတယ်ပြီးတော့ train station နဲ့ညီတဲ့ဟာတွေဆိုရင်ဘာတွေရှိမလဲဆိုတော့ကျွန်တော်တို့ဒီဟာကျွန်တော်ဘယ်လိုတန်းထွက်မှာ Saint Louis ပေါ့အဲ့ဒါကျွန်တော်ဒီမြန်မာတန်ယုံနာထင်ဟုတ်တယ်မြန်မာတန်ယုံနာမှာရှိတဲ့BTS အရင်လိုင်းဟုတ်တယ်အဲ့နာတော့ဝိုင်းနာမှာရှိတဲ့ apartment တွေ190နဲ့6ခုရှိတယ်ပေါ့နော်အဲ့ဒီနာကိုပြောချင်တာသူကကျွန်တော်တို့ဘယ်နာမှနေမှာဒါကတော့လူမနီပေါ့နော်လူဖီနီပေါ့နော်ထိုင်းတန်နဲ့ထွားမှာအင်္ဂလိပ်တန်နဲ့ထွားမှာမသိဆိုထားပါတော့ကလုံးတိုးပြီးအဲ့ဒါကြီးဒါတွေလည်းအဲ့လိုအဲ့နာမှာရှိကိုကဘယ်နာမှနေမလဲဆိုတော့အဲ့တော့အရင်ကျွန်တော်တို့ကကိုသွားနေမဲ့ဟိုသွားလုံးမဲ့အလုံးနဲ့နီးတဲ့နေရာကိုကျွန်တော်တို့သွားပြန်အဲ့ဒီ Google Map မှာ menu တွေသွားပြန်ရှာရမယ်သွားပြန်ကြည့်ရမယ်ဆိုတော့ကျွန်တော်ကဥပမာဒီနေရာမှာကျွန်တော်မြန်မာတန်ယုံလို့ပဲအနီးဆက်ဆုံးမှာစိတ်လူပဲဆိုရဒီမှာဒီနောက်မြန်မာတန်ယုံရှိလိမ့်မယ်Saint Louis Hospital မြန်မာတန်ယုံကကျွန်တော်အထင်ဒီနားလေးမှာရှိအောင်မြန်မာ Okay ဆိုထားပါတော့ကျွန်တော်ဒီတိုင်းပဲ Ambassadors Okay ဟုတ်တယ်ဆိုကျွန်တော်ကဒီမှာမြန်မာတန်ယုံကိုဥပမာပေါ့ဗျာဥပမာပြောပြရမယ်ကျွန်တော်ဒီမြန်မာတန်ယုံမှာအလုပ်လုပ်တဲ့ကျွန်တော်မြန်မာတန်ယုံမှာရှိရဆိုပါစို့အဲ့တော့ကျွန်တော်မြန်မာတန်ယုံနဲ့နီးစပ်ရာတဝိုက်ဆိုတော့ဒီမှာကျွန်တော်မြန်မာတန်ယုံထောက်လိုက်ကိုအလုပ်ရှိရဆိုရင်ကိုအလုပ်ရဲ့နေဒါမှမဟုတ်ကိုအလုပ်ရဲ့ apartment building ဒါမျိုးကိုကျွန်တော် Google မှာ menu ရိုက်လိုက်ဗျာဒါကလေးတွေအဆင့်နေဗျာသိလားရိုက်ပြီးတော့ကျွန်တော်အဲ့အောက်မှာဗျာဘာမှမစင်စားနဲ့ဗျာကျွန်တော်အောက်မှာဗျာဒီမှာသူရေးထားစီလုံးမှာရှိတာဗျာ ban run ရဲ့ဒီဘန်ကောက်ဒါကတော့သူ့ရဲ့ဒီ postal code ပေါ့နော်ဒါတွေကျွန်တော်ကခဏမေးလို့ရတယ်ကျွန်တော်တို့ကဒီစန်တုံ road ပေါ်မှာရှိတယ်ဒီစီလုံးဆိုရဲဒီ district ထဲမှာရှိတယ်ဗျာအဲ့တော့ကျွန်တော်တို့ apartment တော့ရှာမယ်ဆိုရင်ဒီနာတဝိုက်ကိုရှာမှာဒီနာတဝိုက်ဆိုတာနည်းနည်းလေးတော့လှမ်းရင်လည်းလှမ်းမယ်ဗျာဆိုတော့အဲ့တော့ကျွန်တော်ခုနကတော့ဒီ district အကြီးအနေနဲ့ဆိုရင်တော့ကျွန်တော်ဒီဟိုပါပေါ့73ဒီမှာ SADH ဒီ73အထဲမှာကိုရှာလိုက်တယ်ဗျာ73အထဲမှာရှာဒီမှာမြန်မာတန်ရုံဆိုတော့ကျွန်တော်နီးတော့လည်းပိုကောင်းတယ်နည်းနည်းလေးလှမ်းရင်လည်းမစိုးရိမ့်လှမ်းဝိုင်းမကောင်းတော့ဆိုတော့အဲ့မြန်မာတန်ရုံနားမှာရှိတဲ့ဒီမှာဗျာတိလေးတွေဒါတွေအများသောအဖြစ်က apartment တွေ mansion တွေဖြစ်ဖို့ရ
ရာခိုင်နှုန်းက90ရာခိုင်နှုန်းရှိတယ်ဒါပေမဲ့ဘယ်ဟာဘာလဲဆိုတော့ကျွန်တော်မသိဘူးဒီနားမှာအပန်းမဲဆိုပြီးရိုက်ရှာလို့လည်းရတယ်ဒါပေမဲ့အဲ့ဒါလည်း effect မဖြစ်ဘူးတကယ်ကြရင်သူတို့ပြချင်တာပြတာဗျာတကယ်ကြရင်အဲ့တော့ကျွန်တော်တို့ကဒီမှာ banrank BNG REK ပေါ့ဆိုတော့ကျွန်တော်တို့ menu ပဲရလိုက်မယ် BANG RAK ဆိုတော့ banrank ပေါ့နော်ဒီနားမှာ banrank မှာ okay banrank ဆိုတဲ့မှာ region ပေါ်လာပြီ money rent ထဲ185အပါမရှိတယ်ဆိုတော့အဲ့ link ကိုကျွန်တော်က clip လေးနှိပ်ပြီးလိုက်ရုံပဲ okay မှာ district ကဘယ်သူမှရှိတယ်ဒါမျိုးတွေပေါ့နော်သူထပ်ပြရတယ်ကျွန်တော်တို့ဒီ PDS မှာဆိုရင် okay မြန်မာတန်ရွာခုနကလို့ Sick Louis နာမှာရှိတယ်ဆိုတော့အဲ့နောက်ကျွန်တော်ထောက်လိုက်မယ်အမှ196ခုရှိသေးတယ်ဆိုတော့ okay ကျွန်တော်ထောက်လိုက်မယ် okay အဲ့နောက်မှာသူကထပ်ပြတယ်ဒါမျိုးတွေပေါ့ဗျာအသေးစိတ်တော့သူကထပ်ပြတယ်ဘယ် road ပေါ်မှာရှိလဲအပါမန် Chan road မှာရှိတယ်အပါမန် Silon road okay ကျွန်တော်တို့ဒီခုနကမြန်မာတန်ယုံက Silon ဒီအဲ့ဘယ်လိုခေါ်မလဲကျွန်တော်တို့မေ့ပါတယ်ဒီအဲ့ပေါ့စီလုံပေါ့နော်ဒီစန်တွန် road ပေါ်မှာရှိတယ်ဆိုတော့ကျွန်တော်တို့ကအဲ့ road နားမှာနေလဲနေမနေလဲခြားနားမှာနေရောထားပါတော့ကျွန်တော်အဲ့လောက်ထိအသေးစိတ်ကျွန်တော်မကြည့်တော့တော့တခါလေကြာရှင်ကိုအလုံးနဲ့လုံးဝကတ်နေတဲ့နေရာဖြစ်ရှင်လည်းဖြစ်မယ်နည်းနည်းလှမ်းရင်လည်းဖြစ်လိမ့်မယ်အဲ့ဒါ is okay အဲ့ဒါအဆင်ပြေတယ်ဆိုတော့အောက်မှာကျွန်တော်တို့ apartment နေပြတယ်ဗျအဲ့မှာဈေးတွေကအောက်မှာသူကပြပြီးသား4900ကနေ9500ချာဘာညာပေါ့နော်သူကလည်းပြထားတယ်ဒီမှာဆိုရလို့ပဲ6500ကနေ8000ကျာဒါမျိုးတွေဗျာကျွန်တော်အောက်မှာတော့အများကြီးပြထားတယ်ဗျာဈေးနှုန်းကြီးပါညာအဲ့မှာကိုတက်နိုင်တဲ့မောက်ကိုကြည့်ပေါ့ဗျာကိုတက်နိုင်တဲ့မောက်โอเค4900နဲ့9500ဆိုတော့မစိုးဘူးဘာလို့လဲမြို့ထဲလိုနေရာမျိုးမစိုးပဲပြောမှာဆိုတော့အဲ့လိုနေရာမျိုးကျွန်တော်ကဒီထိသိချင်ဆိုကျွန်တော် tab လေးနှိပ်ပြီးတော့ကြည့်လိုက်ရုံပဲအဲ့မှာကျွန်တော်ပါရှိမလဲဆိုတော့ပထမဆုံးကျွန်တော်မြင်ရတာသူရဲ့ name ပေါ့နော်ဒီ Home Living ဆိုတဲ့စီလုံးမှာရှိတယ် next to Chonosi BDS ရဲ့အရှိနာမှာပဲရှိတယ်ပေါ့နော်ဆိုတော့ဆိုပေါ့နော်ဒီ BDS တွေပိုင်းနဲ့ကွာသွားဖို့တချို့ကြောင့်ဒီ BDS တွေနဲ့အလုပ်သွားလို့ရှိတယ်ဗျအဲ့မှာအဲ့ BDS အစိမ်းလိုင်းနဲ့ကျွန်တော်တို့ကဒီအဲ့နာမှာရှိတယ်ဗျအဲ့တော့ကျွန်တော် map ကတော့သူ့ရဲ့ location map ကကျွန်တော်တို့ဒီမှာလည်းပေးထားပါတယ် location ဆိုပြီးဒါပေမဲ့အဲ့ location ကများကျွန်တော်ပြောပြမယ်သူထိုင်းစာနဲ့ဖြစ်တယ်ပေါ့နော်ပြီးတော့ကြည့်ရတာလို့ကျွန်တော်အနေနဲ့ဆိုရင် personally ကနည်းနည်းရှုပ်တယ် used to မဖြစ်တာဗျာသူရဲ့ UI နဲ့ user interface ကကျွန်တော်လည်း used to မဖြစ်အဲ့တော့ကျွန်တော်ကိစ္စမရှိဘူးဒီဟာကိုပဲကိုယ့်ဘာသာကို control C နဲ့ copy လုပ်မယ်ပြီးရင်ကျွန်တော်တို့ okay ဒီမှာပေါ်လာပြီအဲ့ဒီပါမှကို menu ရိုက်မယ် okay ဆိုတော့ဒီဟာပေါ်လာပြီဒီမှာကိုယ့်ဘာကို review တွေက 5.0 ရှိတယ်ဗျာအဲ့ဒါတွေဖတ်ချင်နေရတယ်ကြည့်ချင်နေရတယ်ဒီမှာဖုန်းနံပါတ်ပေးထားတယ်3993 3993 okay ဒီဖုန်းနံပါတ်ကတော့ maybe ကျွန်တော်ထင် active ဖြစ်မယ်လို့ထင်တယ်ဘာလို့လဲဒီ Red Hat မှာတင်ထားတဲ့ဖုန်းနံပါတ်နဲ့ဒီ Map မှာတင်ထားတဲ့ဖုန်းနံပါတ်ကလည်းsame ဖြစ်တယ်ပေါ့လေဒီ inquiry မှာကျွန်တော်တို့ line ကနေ direct ကျွန်တော်တို့သူတို့သွားပြီးတော့ဆက်သွယ်လို့လည်းရတယ်ဗျာအဲ့တော့အဲ့မှာတော့ဆက်သွယ်လို့ရတယ်ပေါ့လေ direct ကျွန်တော်တို့ online ကနေ contact လုပ်ချင်တယ်ဆိုရင်မေးတွေပါရကျွန်တော်မပို့တာပို့ကောင်းဒီကောင်တွေကထိုင်းနေရမေးမတုံးတော့ဘူးမေးလည်းပြင်ဖို့မှမဟုတ်တော့ line တော့မှမသေးကြဘူးဖုန်းဆက်ပြီးတော့ direct ဆက်ပြီးမေးတာပို့ကောင်းတယ်အဲ့တော့ဖုန်းဆက်ပြီးမေးတဲ့အပိုင်းမှာလည်းကျွန်တော်တို့ဘယ်လိုပြောရမလဲဒီကောင်လေးအင်္ဂလိပ်ကမရအောင်ဗျာတီးတဲ့အတိုင်းပဲတချို့ဟာတွေအပါမန်တွေရောအင်္ဂလိပ်လိုပြောလို့ရတယ်ဒါပေမဲ့များသောအားဖြင့်ကမရဘူးဆိုတော့ဖြစ်နိုင်ရင်ကိုအတိတငယ်ချင်းတွေမှာထိုင်းစကားတဲ့သူဘာညာရှိနေတော့ပိုကောင်းတယ်အဲ့လူကိုအကူကြီးတောင်းပြီးတော့အခန်းရှိသေးလားဘာညာပြီးလို့ရှိရင်ရှိရဆိုရင်လည်းဒီအခန်းတစ်လောက်ဈေးနှုန်းကဘယ်လောက်လဲပေါ့ပြီးတော့ရေကဘယ်လောက်ရေကတစ်လောက်ဘယ်နေ unit လဲလက်စမီတာဘယ်နေ unit လဲဒါမျိုးတွေကိုထိုင်းစကားတက်တဲ့သူရှင်ပိုကောင်းတယ်သူတို့ ਨੇ မေးတာမျိုးစကားပြောတာမျိုးကပိုတင်းတော်တယ်ဗောလေပြီးတော့ဈေးနောက်တစ်ခါ deposit ဒီမှာကျတော့အများသားပဲ deposit က2လစာညားတယ်ဗောပြောအောင်2လစာဆိုတာဒီ security deposit တစ်ခုရယ်နောက်တစ်ခုကကျတော့ advance ပေါ့လေဆိုတော့ထားလိုက်ပါ2လစာပေးရတယ်အခန်း9000ဆိုရင် deposit ကများသားပဲ1000လောက်ဖြစ်လိမ့်ရှိတယ်ဆိုတော့အဲ့ဒါလေးတွေတေချအောင်ပို့ပြီးတော့ပြီးရင် token တွေကထပ်ပေးရလားဘာညာပေါ့ cycle ရှိရသူကားရှိရသူဆိုရင်လည်းဒီဟာတွေအတွက်ကincluding ဖြစ်လာပေါ့နော်ဒါမှမဟုတ်ရင် tab extra အနေနဲ့ပေးရလားဒါမျိုးတွေကိုထိုင်းစကားအသိရှိတဲ့လူရှိမယ်ဆိုရင်တို့နဲ့ဟိုတိုင်း
ဖုန်းဆက်တဲ့ခါကျရင်သူတို့ကိုအသိနဲ့ပေးပြောတာပိုကောင်းတယ်ပြီးတော့တခါတည်းဒီသူကနိုင်ငံတချို့ apartment တော်များဘယ်နိုင်ငံသားလဲဘာညာမေးပါတယ်ကိုကမြန်မာနိုင်ငံသားဆိုတိတ်ပြီးတော့မငှားခြင်းဘူးဒါပို့ပွင့်လင်းပြောရတယ်ဒါပေမဲ့ချွင်းချက်အနေနဲ့ကတော့ចောင်းသားចောင်းသူတွေလို့ပြောလို့ရှိရင်တော့နည်းနည်းလေးဟိုငှားနိုင်ချေနေပူများတော့ဗောဗျာအလုံးလုံးနေသူတွေပိုင်းနေလဲဆိုရင်သူကတိတ်မငှားတာများပါတယ်ဒီကတော့ဘာလို့လဲဆိုတော့အားလုံးသိမယ်လို့ထင်ပါတယ်ဒါကတော့ကျွန်တော်ဘာမှတော့မပြောချင်ဆိုတော့ okay ဒီမှာဆိုဗျာဒီပတ်မဲ့ဆိုဒီ day မှာကျွန်တော်တို့ monthly 4900နဲ့9500ကြားပေါ့နော်သူရဲ့ apartment rate ကဒီ short term contract ဆိုရင်တော့9900နဲ့6900ကြားရှိတယ်ဆိုတော့ deposit ကတော့9000ဒါပေမဲ့ advance payment ဆိုတာဟာရှိတယ် advance payment ကတစ်လစာကြိုပေးရတာ1 month ဆိုတော့ deposit 9000အပေါင်းတစ်လစာကြိုပေးရတာထားပါတော့ကိုက4900နဲ့ရတယ်ဆိုရင်9000ပဲထားလိုက်ပါဗျာ9000နဲ့ဆိုတော့ဒီ9000နဲ့ဒီ4900နဲ့ပေါင်း9000နဲ့900ပေးရမယ်ဆိုတဲ့သဘော1000ပေါ့ဗျာဆိုတော့အဲ့ဒါကိုသိရမယ်ပြီးတော့ electric price နဲ့ water price ကိုဒီထဲမှာကျွန်တော်တို့မဖော်ပြထားဘူးဆိုတော့အဲ့ဒါပြောရတယ်သူတို့နဲ့ contact လုပ်မှပဲပိုကောင်းတယ်အဲ့ဒါတွေကသူတို့ contact လုပ်လို့ရှိရင်ဒီဒီပြောပြတာဗျာအဓိကဖုန်းကလည်းလို့ပဲဒီတိုင်းပြီးတော့ဒီအောက်မှာတော့ကျွန်တော်တို့ဒီဝန်ဆောင်မှုပေးတဲ့ဟာတွေပေါ့နော်ဒါတွေက security key ကဒါတွေအထူးဆိုင်နေမဟုတ်ပါဘူး fingerprint ဒါတော်တော်များများပါမှတ်နိုင်ပေးရဗျာဒီလား in room wifi ရှိတယ်ဆိုတော့မစိုးဘူးဗျာ wifi မှာ in room wifi အဲ့ဒါ home hall တိကျမေးအောင်ပေါ့ kitchen stove ရှိမယ် desk ရှိမယ် sofa refrigerator ရှိမယ် water heater blah 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 laundry ရှိမယ် okay ဟုတ်ပုံနေကြည့်မယ်ပေါ့နော်ပုံနေတော့ကျွန်တော်ဒီမှာ view နဲ့ကြည့်လဲရတယ်ဒီမှာ view နဲ့ဒါ daily တော့ကိုပြတဲ့ပုံလို့ထင်တယ်ကျွန်တော်ထင် daily run လောက်တဲ့သူတွေအတွက်ပြထားတဲ့ပုံလို့ထင်တယ်ကျွန်တော်ဒီ gallery မှာကြည့်မယ် gallery မှာပုံတွေကတော့ကိုယ့်အကိုရှောက်ကြည့်ပါတော့အဲ့မှာကျွန်တော်ထင်ဒီ apartment က dormitory ပုံစံမျိုးလာမသိဟုတ်လိမ့်မယ် dormitory ပုံစံမျိုးဆိုတော့ share နေတဲ့ပုံစံမျိုးပြတယ်လားဆိုတော့ဒါနမူနာပြရဆိုတော့ထားလိုက်တော့ဗျာအဲ့တော့ကျွန်တော်တို့နောက်တစ်ခုကြည့်မယ် View Palace apartment in the Harrods Santon ပေါ့နော် business zone တော့ထည့်ရနည်းနည်းလေးအဲ့မှာများတော့နော်အမှဒီတစ်ခုကျွန်တော်တို့ကြည့်မယ်ဒီတစ်ခုကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့အဲ့မှာဈေးကတော့ run rate က6500နဲ့8000ကြားရှိတယ်6500နဲ့8000ကြားရှိတယ်ပြီးတော့ phone number ပေးရတယ် inquiry မှာကျွန်တော် line ကနေဒါလည်းတူတူပဲအပ်ပြီးတော့သူတို့ connect လုပ်လို့ရတယ်ဒါပေမဲ့ကျွန်တော်ပြောသလိုပဲဖုန်းဆက်တာပိုကောင်းတယ်အတိထိုင်းတငယ်ချင်းလို့ပြောတဲ့တငယ်တယောက်ကိုအကူကြီးတောင်းပြီးတော့ဖုန်းဆက်စီချင်တယ်အဲ့ဒါပို့ပြီးတော့ဟိုဖြစ်တယ်ပေါ့နော်ပိုကောင်းတယ်ဆိုတော့ apartment ကတော့မဆိုး test ပါတယ်ပြီးတော့ facility က trade to ဟာချားလူဟာမဟုတ်ခန်းတော့ဒါကျွန်တော်အနေနဲ့ခန့်မှန်း21 square feet လောက်ပဲရှိမယ်ဒါပေမဲ့ plane မောက်ပါတယ်okay ပေါ်ရနာပါတယ်ပြီးတော့မြို့ကြောင်မဟုတ်ပါဘူးဆိုတော့အိမ်သားရဲ့ပြီးစင်ပါမယ်ပြီးရှင်ဝရနာအသေးလေးတစ်ခုပါမယ်ဆိုတော့ gallery ဆိုရင်လည်း gallery မှာလည်းပုံတော့ကြည့်လို့ရမယ် okay ပုံရကောစိတ်တိုင်းကြကြည့်ပါလေ location ကဒီကောင်က V Palace apartment in the heart of okay ကျွန်တော် control C လုပ်လိုက်မယ်အဲ့ဒါဘယ်နားမှာလဲပေါ့ကျွန်တော်ခုနပြောတယ်ကျွန်တော်အလုံးလုံးမဲ့မြန်မာတန်ယုံနာနဲ့နီးလာဘယ်လောက်ဝေးလဲဆိုတော့အဲ့လိုမျိုးဆိုတော့မတွေ့ဘူး V Palace apartment ကိုကျွန်တော်မတွေ့ပါဘူးဆိုတော့ခါကျရင်အဲ့လိုဖြစ်တတ်တယ်ဆိုတော့ကျွန်တော်တို့ကဆိုတော့ဒီမှာကျွန်တော်ဒီဟာကို copy ယူလိုက်တယ်ဗျာ copy ပြန်ယူလိုက်မယ်ရှာမတွေ့ဘူးဆိုတော့ copy ယူပြီးတော့ဒီမှာ paste လုပ်မယ် V Palace ဒီကောင်ဟုတ်လို့လား no မဟုတ်အဲ့တော့သူ့ apartment က IT တော့ပြောချင်တာကမရှိဘူးဗျာဒီဟာဆိုရင်မရှိဘူးကျွန်တော် script တွေပါရေးရမှာဒီတိုင်းတန်းပြီးတော့ပြတာဗျာဒီလား shop packing PDS station bus line 79တိတိချာတက်လေကိုရောက်တယ်အဲ့တော့ဒီပတ်မှန်ကကျွန်တော်မတွေ့ဘူးမတွေ့တဲ့တကောက menu သက်ရှာအဲ့ဘယ်နားမှာရှိလဲဆိုတော့ okay ဒီနားမှာ
Adrian Studio ပေါ့နော် Adrian Studio နားမှာရှိတယ် Adrian Studio Okay Adrian Studio ကဒီနားမှာရှိရဆိုတော့သူ့ apartment ကV Place ဆိုရယ် V Place ဆိုရယ်ဟာပဲဖြစ်လိမ့်မယ်ဟုတ်တယ် V Place ဆိုတော့ဒီမှာပေါ့နော်ဆိုတော့ဒီနေရာနဲ့ကျွန်တော်ခုနအလုပ်မြန်မာတန်ယုံနဲ့ဆိုရင်ဘယ်လောက်ဝေးလဲဆိုတော့ဒီမှာမြန်မာတန်ယုံပြန်ဟိုဘက်လန်ကူတာရောက်ပြီအဲ့တော့တော်တော်နီးတယ်ဆိုတော့လမ်းလျှောက်မယ်ဆိုရင်ကျွန်တော်တို့ဒီ73မိနစ်ပဲရှိတယ်ကျွန်တော်အပမန်းရှာအဲ့လိုမျိုးရှာကျွန်တော်အလုပ်လုပ်မဲ့နေရာဒါမှမဟုတ်ကျွန်တော်ကြောင်းတက်မဲ့နေရာအဲ့ location ကိုကျွန်တော်အရင်တော့ကြည့်တယ်အဲ့ location ကြည့်ပြီးတော့အဲ့ location ဒီ Google Map မှာရိုက်ရှာပြီးတော့အဲ့ထဲမှာပါတယ်ကျွန်တော်တို့ရဲ့ district တွေ road တွေကျွန်တော်ဖတ်ပြီးတော့အဲ့နာတော့မှရှိတဲ့ဟာကိုကျွန်တော်ဒီဘယ်လိုခေါ်လဲခုန website Red Hat မှာတွားပြန်menu ရပေါ့နော်ဒီတွားပြန်ရိုက်ရှာတယ်တွားပြန်ရိုက်ရှာပြီးတော့အဲ့နာအနီးဆုံးမှာရှိရပြထားတဲ့ apartment တွေကိုတက်နိုင်တဲ့ဈေးနှုန်းတွေတစ်ခါပြန်ကြည့်ရပြီးတော့ကျွန်တော်တွေ့ပြီဆိုရင်ကိုသွားမယ့်အလုံးနဲ့ဘယ်လောက်ဝေးလဲဆိုတာကိုကျွန်တော်ပြန်ကြည့်ရဒါဆိုကျွန်တော်လမ်းလျှောက်မယ်ဆိုရင်73မိနစ်ဝေးတယ်ဆိုင်ကယ်နဲ့ဆိုရင်3မိနစ်ပဲကြာတယ်ဘတ်ကတော့မလိုဘူးဗျာဒါမဲ့အဲ့လိုအမြဲတမ်းတော့မဖြစ်နေဘူးဒါကကျွန်တော်နမူနာပြတဲ့အရာမို့လို့ဒီလိုဖြစ်တာဗျာတချို့တက်လေတစ်ခါစီကျရင်ကိုအလုပ်လုပ်တဲ့နေရာနာမှာလုံးဝအပမတ်နေရမရှိတာမျိုးရှိတတ်တယ်မရှိတာမျိုးဆိုတာဈေးအရန်ကြီးတာမျိုးဖြစ်တတ်တယ်ကိုတက်နိုင်တဲ့အမောက်မဟုတ်တာမျိုးရှိနိုင်တယ်ဗျာဆိုတော့အဲ့လိုမျိုးခံမျိုးကြရင်တော့ကျွန်တော်တို့ကဒီနာတော့မရှာဘဲနဲ့ကိုနဲ့ဒီထားတော့ကိုအလုပ်လုပ်တဲ့ district ထဲမှာကိုကတက်နိုင်တဲ့အမောက်ကမရှိတော့ဘူးဆိုရင်တော့ကိုအလုပ်လုပ်တဲ့ဒီ district ရဲ့အနားပေါ့နော်အနီးဆုံးမှာရှိတဲ့ district မှာသွားပြီးတော့အခန်းသွားရှာရတယ်အခါကျရင်တော့ကျွန်တော် bus ကတော့စီးရမှာပေါ့ဗျာအခါကျရင်တော့ဒါပေမဲ့လည်းအရင်မဝေးတာဖြစ်တဲ့ bus ကတစ်စင်းနဲ့စီလို့ရတာမျိုးရှိတယ်ဈေးလည်းသက်သာမယ်ဗျာအဲ့တော့အချိန်ကလည်းအရင် safe ဖြစ်မယ်အဲ့လိုမျိုးပေါ့ကိုက district တစ်ခုတည်းမရနိုင်ရင်တော့အနီးဆုံး district မှာရှိတဲ့ apartment တွေကိုတွားပြန်ရှာပြီးတော့အလုပ်သွားတာပိုကောင်းတယ်ဒါမှမဟုတ်ကြောင်းသွားတာပိုကောင်းတယ်အဲ့လိုနည်းနဲ့ကျွန်တော်ရှာတယ်ပေါ့လေဒါကတော့ဒီ case မှာဆိုရင်ကျွန်တော်တို့ကbus ကတော့ရှာကြမလို့တော့ဘာလို့လဲဆိုတော့တခါလဲသူကဒီလောက်73မိနစ်ဆိုတာဗျာလူတယောက်ထင်တယ်ဒီတရားတွေပါဖြတ်ပြီးတော့အပေါင်မှာ73မိနစ်လို့ပြောတာဗျာဆိုတော့လူတယောက်ကဒီလောက်တော့ရှောက်တင်တယ်ဗျာနိုင်ငံခြားမှာနေမှာတော့ဒီလောက်လားလည်းမရှောက်နိုင်လေဆိုင်ကယ်သာဝယ်ဗျာဒီလားဒါမှမဟုတ်လေအလုံးမလုံးနေတော့အဲ့ဒါပိုကောင်းတယ်73မိနစ်လောက်တော့ဒါနိုင်ငံခြားမှာနေလူတယောက်တည်းလမ်းလျှောက်တာအပုံမယ်တော့အသွားပြဆိုရင်တော့73မိနစ်15မိနစ်ပဲထားအသွားမဲ့တနေ့နိုင်ဝက်လမ်းလျှောက်ကျမ်းမကြီးတော့ကောင်းနေတယ်ဒီလောက်တော့ရှောက်အောင်မရှောက်နိုင်လို့မရအောင်ဒါထားလိုက်ပါတော့ဒါ GV တွေမှာကျွန်တော်ပြောပြတာ random ပဲဗျာကျွန်တော်အမြဲ video random ပဲပြောသူများလိုမျိုးတေချာ rage တွေပါ script တွေပါအဲ့လိုမလုပ်ကျွန်တော် random ပဲပြော random ပဲပြတယ် error တိုင်းလည်းတက်သွားတဲ့ဟာကို solution ရှာတယ်ပြတယ်ဒါမျိုးပဲ that's all so ဒီနေ့ video ကဒီလောက်ပဲဒီလောက်ပဲဆိုရင်ကျွန်တော် main တခုချင်တယ်အကယ်လို့ဝေးတဲ့နေရာများဖြစ်ခဲ့မယ်ဆိုရင်ဘယ်လိုလုပ်မလဲပေါ့ okay အကယ်လို့ပေါ့ what if အဲ့ဒါဆိုရင်ကျွန်တော်ဒီနားမှာနောက်တစ်ခုထပ်ရှာ what if ပေါ့နော် what if ဆိုရင်တော့မပြတာပဲကောင်းပါတယ် what if ဆိုရင်တော့ကျွန်တော်ဒီ Google Map မှာပြလိုက်ကဲလို့ကျွန်တော်ဒီနားမှာနေတာမဟုတ်ဘူးထားပါတော့ဒီမြန်မာတန်ယုံနားမှာမနေဘဲနဲ့ကျွန်တော်ကဒီ orchid ပဲစားဒီ orchid ဆိုရဲဒါဟိုရင်တော့ shop ရှာရတယ် apartment ကြီးဗျာorchid ဆိုတဲ့ apartment မှာနေရဆိုပါစို့အဲ့ orchid ဆိုတဲ့ apartment မှာနေမယ်ဆိုရင်ကျွန်တော်တို့orchid ကနေလှမ်းကျွန်တော်တို့ okay ဒီ I စပိုင်းဆိုတဲ့ apartment မှာကျွန်တော်နေမယ်ထားပါတော့အဲ့ဆိုရင်ကျွန်တော်မြန်မာတိုင်းရုံးကိုသွားဖို့တက်ဆိုရင်ခုနကလိုဒီမှာ district ကတော့နည်းနည်းလေးမတူတော့ဘူးကျွန်တော်တို့ဒါတူရလို့ပြောလို့ရပါဒါပေမဲ့ခုနကမြန်မာတိုင်းရုံးဒီမှာ Ambassadors မြန်မာနဲ့ဒီ I စပိုင်းဆိုတဲ့ apartment နဲ့နီးတယ်တော့မဟုတ်ဗျာဒါပေမဲ့နည်းနည်းလေးတော့လှမ်းသွားပြီးပြောရတာသိချင်တော့ကျွန်တော်တို့ဒီမှာ direction ကိုနှိပ် your location မဟုတ်ဘဲနဲ့ကိုဒီမှာသွားချင်တဲ့ဒီဟိုပါပေါ့မြန်မာတန်ရုံးဆိုရင်မြန်မာတန်ရုံးရိုက် okay အဲ့တော့ကျွန်တော်လမ်းလျှောက်ပါဆို21မိနစ်ဖြစ်သွားပြီရင်းတော့လည်းဝေးသေးတာတော့မဟုတ်ဘူးဗျာဒါပေမဲ့
ကျွန်တော်ဒီမှာနမူနာပြချင်တာပြောတော့ bus ကားနဲ့သွားမယ်ဆိုပါစို့ bus ကားနဲ့သွားမယ်ဆိုရင်ကျွန်တော်တို့ကဒီ I စပိုင်းဆိုတဲ့နေရာကနေကျွန်တော်တို့bus ကားမှတ်တိုင်ကိုဟုတ်တယ်ဒီမှာကျွန်တော်ပြောမိနေတာအဲ bus ကားမှတ်တိုင်ရဲ့ကိစ္စနဲ့ပါ bus ကားတွေကတချို့ပတ်မှတ်နေရလို့ဒီ bus ကားလို့ပေါ့နော်ဒီလိုလမ်းမကြီးတွေနှစ်ခုရဲ့ဒီဂျားလေးတွေမှာအပတ်မှတ်နေရှိတာများတယ်အဲ့နေရာမှာလည်းဈေးတွေကတတ်တာဆိုတော့အဲ့တော့လမ်းလျှောက်အောင်ပဲဗျအဲ့တော့ကျွန်တော်ဒီအပတ်မှတ်ကနေဒီဘက်ထဲကိုရှောင်းမရှောင်းရင်ကျွန်တော်တို့ဒီဘက်ထဲကိုရှောင်းဒီဘက်ထဲကိုရှောင်းမှာဆို bus ကားမှတ်တိုင်ဒီမှာရှိတယ်အဲ့တော့ဒီ bus ကားမှတ်တိုင်ကကျွန်တော်တို့ကားရောက်မရောက်ကတော့ဒီမှာ bus က340ဆိုရင်ဘယ်တွေရောက်လဲပေါ့ဒါတွေကဖုန်းနဲ့ကြည့်မှပိုကောင်းတာများသိလားဒါပေမဲ့ laptop မှာတော့ရောက်တဲ့ကားတွေကတော့340 AC ကားပေါ့နော်342ရောက်တယ်343အဲ့ကြီးကတော့ကားကြီးပေါ့နော်ဆိုတော့အဲ့ဒါတွေရောက်တယ်ဗျအဲ့တော့ကျွန်တော်ဒီကနေဆိုပြောမှာမြန်မာတန်ယုံရောက်မရောက်ဒီနံပါတ်တွေမှတ်ထားလိုက်ဗျဖုန်းမှာဆိုရင်တော့ဒီတိုင်းထောက်လို့ရတယ်ဒါပေမဲ့ဒီမှာအဲ့လိုထောက်လို့မရအောင်မရတဲ့ခါမှာကျွန်တော်ဒီ embassy ရောမြန်မာမှာကျွန်တော်တို့ဒီတန်ယုံနားမှာရှိဒီနားပေါ့နော်ဒီ station အနည်းဆုံးထောက်လိုက်မယ်အဲ့ station မှာရောက်တဲ့ကားတွေက351 451ခုနကကျွန်တော် GST bus ကမှတ်တိုင်အပမန်ပေါ့နော်အဲ့စပိုင်းလမ်းထိပ်ထွက်ပြီးတော့ရှိရ bus ကမှတ်တိုင်မှာရှိရရောက်တဲ့ကားတွေနဲ့မတူဆိုတဆင့်နဲ့မရောက်ဆိုတဲ့သဘောဗျအဲ့တော့ကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ကျွန်တော်ဒီကနေဒီလိုလမ်းလျှောက်ပြီးတော့ဒီထိပ်လေးလျှောက်မလျှောက်ဘဲနဲ့27မိနစ်ဆိုတော့ဒီ embassy ထိတန်ယုံထိကိုလမ်းတစ်ခါလေးလျှောက်လိုက်တော့အဲ့လိုမျိုးဆိုရင်တော့အဆင်မပြေဘူးပဲပြောအောင်ဒီ I စပိုင်းတို့အပန်းနေရမျိုးဆိုလမ်းကြားလေးရောက်နေတယ် bus ကလည်းသူကဒီမှာတစ်ဖြောက်ရှိတယ်ပြီးတော့ဒီမှာတစ်ဖြောက်ရှိတယ်အဲ့တော့နှစ်ဆင့်သွားမှာဖြစ်တဲ့အတွက်အဆင်မပြေဘူးအဲ့တော့I စပါလို့အပန်းကိုရွေးမယ်ဆိုရင်အရင်နည်းနည်းလေးပိုနီးရဲဆိုရင်လည်းဘယ်လိုပြောအောင် transportation နဲ့ပတ်သက်လာရင်လည်းတိတ်အဆင်မပြေဘူးဆိုတော့အဲ့လိုနေရာမျိုးကရွေးမဲ့အစားဒီလိုလမ်းမပေါ်နဲ့နီးတဲ့ဒီလိုနေရာမျိုးတွေပြင်ရွေးတင်တယ်ဥပမာဒီလိုနေရာမျိုးတွေမှာဆိုရင်အပန်းနေရှိရဗျာပါမန်နေရှိရဒီနေရာတွေမှာလည်းရှိလိမ့်မယ်ဆိုတော့အဲ့လိုနေရာတစ်ခုခုကနေရွေးလို့ရှိရင် bus ကမှတ်တိုင်ရှိရအဲ့ bus ကမှတ်တိုင်ဆိုရင်တည်ကြတယ်ဒီအဖြောက်ပဲဗျာဒီအဖြောက်ကိုမှရွေးပြီးတော့ဒီ embassy ကိုရောက်မယ်ဗျာဒီဘက်လမ်းမှာရောက်လိမ့်မယ်ဆိုတော့အိုင်စပိုင်းကကြတော့ဒီသူ့ရဲ့ ticket station ကဒီမှာရောက်တဲ့ကားတွေကခုနကလို342တွေရောက်တယ်အဲ့တော့မြန်မာတန်ယုံရှေးကား station ကရောက်လာပေါ့342တယ်မရအောင်ဆိုတော့အဲ့လိုမျိုးပေါ့နော်ဒီ bus ကမှတ်တိုင်ရှာတဲ့ပုံစံကအဲ့လိုမျိုးရှာတယ်ကွာအဲ့တော့အချင်းချင်းအနေနဲ့ပြောမယ်ဆိုရင်တော့ဒီဗီဒီယိုကနည်းနည်းရှုပ်တယ်ဆိုတာ research လုပ်တဲ့ဟာကို personally ကိုလုပ်တဲ့သူလုပ်တဲ့ research ကိုသူများကိုရှင်းပြတာဖြစ်တဲ့အတွက်ခက်တယ်ပေါ့နော်အဲ့တော့ပထမဆုံးတစ်ချက်အနေနဲ့ကဟို list တွေပဲပြမယ်ပထမဆုံးတစ်ချက်အနေနဲ့ကကိုလုံးမဲ့နေရကိုသွားမဲ့နေရဒါမှမဟုတ်လို့ရှိရင်ကိုတက်မဲ့ကြောင်းအဲ့လိုရနီးစပ်ဆုံးနေရကိုနာမည်ကိုလိပ်စာကို Google Map မှာရိုက်ထည့်ပြီးတော့အဲ့ဒီအပေါင်းမှာကိုရဲ့ district တွေ postal code တွေဘာတွေပြတဲ့လိပ်စာကိုကြည့်လိုက်ဒီမှာဟောဗျာအဲ့လိပ်စာကိုကြည့်လိုက်အဲ့လိပ်စာကိုကြည့်ပြီးလို့ရှိရင်ဟိုလိုခေါ်မယ်အဲ့လိပ်စာကိုသိပြီးလို့ရှိရင်ကိုကဘယ် district မှာရှိတယ်ပေါ့ကိုသွားလုံးမဲ့လို့ကိုသွားတက်မဲ့ကြောင်းဘယ် district မှာရှိရဆိုတော့သိပြီဆိုရင်ကျွန်တော်တို့ဒီ redhub.in မှာသွားပြီးတော့ menu ရဲ့အဲ့ district ကိုသွားရိုက်ရှာပြီးတော့ကြာလာတဲ့ apartment တွေကိုကြည့်ပေါ့နော်ကြည့်ပြီးတော့အမှကိုတက်နိုင်တဲ့ amount ကိုထပ်ရွေးပြီးတော့မှဒီ apartment name တစ်ခုချင်းစီကို copy လုပ်ပြီးတော့ map မှာသွားပြီးတော့ paste တော့ပြန်ရှာပေါ့နော်ပြန်ရှာပြီးတော့အဲ့ redhub ကပြထားတဲ့ apartment လိပ်စာနဲ့ကိုလောက်သွားမဲ့လိပ်စာနဲ့ရဲ့အကွာဝေးကို menu ရဲ့ဒီလမ်းလျှောက်ဘယ်နှမိနစ်ကြာမယ်ဆိုင်ကယ်နဲ့သွားဘယ်နှမိနစ်ကြာမယ်ကားနဲ့သွားဘယ်နှမိနစ်ကြာမယ်ဆိုရင်ဟာအဲ့နှစ်ခုကိုdata collect လုပ်ပေါ့နော်တွားလုပ်ပြီးတော့အရင်လည်းမဝေးဘူးအဆင်ပြေတယ်ထားပါနိုင်ဝက်တနိုင်လောက်ပဲဝေးတယ်ဆိုရင်တော့အဆင်ပြေသေးတယ်မစိုးဘူးပေါ့နော်
တနိုင်အတွင်းလောက်ဆိုရင်အဆင်ပြေတယ်ကွာဝေးက5 km 8 km အတွင်းရှိတဲ့ပါမန်ဆိုရင်မဆိုးအလုံးနဲ့အဲ့လောက်အကွာဝေးဆိုမဆိုးအဲ့မှာမှကျွန်တော်မဆိုးဆိုတော့တီးပြီဆိုရင်ဈေးရလည်းကိုတက်နိုင်ပြီအပါမန်လည်းကိုသဘောကျပြီအရန်လည်းမဝေးဘူးဆိုရင်နောက်တစ်ချက်စဉ်းစားမှာ transportation တိုက်စဉ်းစားအောင် transportation တိုက်ကအလုံးနဲ့ကိုနဲ့တနိုင်ကွာဝေးရဲဆိုရင်ကိုနေတဲ့နေရာနဲ့အဲ့ဒီသွားမဲ့အလုပ်ပေါ့နော်သွားမဲ့အလုပ်နဲ့အနီးနားမှာကိုယ့်ရဲ့အပါမန်အနီးနားမှာ train station ဒါမှမဟုတ်ရှိ bus station ရှိလားရှိရဆိုရင်အဲ့ဒါကိုဒီနောက်ဗီဒီယိုမှာပြပြပေးမယ်far ad ပေါ့နော် far bus ဆိုတဲ့ application ကနေကိုယ်အနီးနားမှာရှိတဲ့ bus ကမှတ်တိုင်ကနေကိုသွားမဲ့အလုပ်ဒါမှမဟုတ်ကိုသွားမဲ့ကြောင်းနဲ့ဘယ်ဟာတွေရောက်လဲမလို့ Google Map မှာလည်းဒါကိုအဲ့ far bus application နဲ့ပတ်သက်တဲ့ဟာကိုပြပြရင်းနဲ့တစ်ခါထည့်ရှင်းပေးမယ်အဲ့ထဲမှာတွက်ကြည့်ပြီးတော့တစ်ဆင့်နဲ့ရောက်လာလားဒါမှမဟုတ်နှစ်ဆင့်နဲ့ရောက်တာလားဒါမျိုးတွေကဒါတွက်ကြည့်လို့ရမယ်ဗျာတွက်ကြည့်ပြီးတော့အဆင်ပြေတယ်ဆိုမှအဲ့အပါမန်ကိုကျွန်တော်တို့ကငါတင်တယ်စာချုပ်ချုပ်တင်တယ်အဲ့ဒါမှာကိုကရေရှည်ကိုနေမဲ့အပါမန်မှာနေရတာပျော်လိုက်မယ်ဗျာအဆင်ပြေလိုက်မယ်ဒါမှမဟုတ်လို့ရှိရင် transportation နဲ့တင်အပါမန်တော့အခန်း design interior design မိုက်တယ်ဘာညာပေါ့နော်ဆိုတော့နေလိုက်တယ်ဒါပေမဲ့ bus ကမှတ်တိုင်လည်းအရင်ဝေးနေတယ်ပြီးတော့ bus ကမှတ်တိုင်နဲ့ဝေးတယ်ပြီးတော့ bus ကလည်းကိုစီးတဲ့နေရာကနေဒီကိုသွားမဲ့အလုံးနေရာထိကိုလည်းအကြာကြီးတစ်ခါထပ်စီရတယ်ဆိုရေရှည်ဆိုရင်အဆင်မပြေဘူး bus ကအချို့ဆိုရင်2ဆင်းလောက်စီရတဲ့လူတွေတောင်ရှိတယ်အချို့ဆိုရင် train နေနဲ့တစ်ခါထပ်စီရတဲ့လူတွေရှိကျွန်တော်ဆိုရင်လည်းဒီ train bus တစ်ဆင်း train တစ်ဆင်းစီရတဲ့လက်ရှိအဲ့လိုစီးနေရတဲ့လူဆိုတော့ရေရှည်ကြရင်အဆင်မပြေဘူးအလုံးနောက်ကြတာတွေပါလည်းရှိနိုင်တယ်ပြီးတော့ပတ်စံနေရာမလို့အပ်ဘယ်နဲ့ပို့ကုန်တယ်အချိန်လည်းပို့ကုန်တယ်လူလည်းအရင်ပို့ပင်မှန်းတယ်ဗျာအဲ့တော့ကျွန်တော်အနေနဲ့ကတော့အပါမန်ရှာမယ်ဆိုရင်အဲ့လိုပုံစံမျိုးရှာတာပိုကောင်းတယ်နောက်တခြားကိုနီကိုဟန်နဲ့ရှာတဲ့ပုံစံတွေရှိရင်လည်းကျွန်တော်မှန်ပြီးလို့ရတယ်ပြောပြပြီးလို့ရတယ်ဘာလို့ဆိုတော့တခြားသူတွေလည်းဝင်ကြည့်ဖြစ်တဲ့အခါဒီဗီဒီယိုအကြောင်းတိုင်းဆိုင်လို့ဝင်ကြည့်ဖြစ်တဲ့အခါကြာလို့ရှိရင်လည်းသူတို့တွေလည်းဒီကျွန်တော်ပြောပြနေဖြစ်ရင်တခြားအတွေ့အကြုံရှိတဲ့လူတွေပြောပြတဲ့အနည်းကသုံးလို့ရအောင်လို့ပေါ့နော်ရည်ရွယ်တယ်အဲ့ဒီပုံစံမျိုးပါဆိုတော့ဒီဗီဒီယိုကဒါတော့ပါပဲကျွန်တော်အလုပ်ထင်မှာcomfortable မဖြစ်ဘူးအလုပ်တွေမှာအလုပ်တစ်ဖက်လုပ်ရင်းနဲ့စကားပြောလိုက်ရက်လိုက်စကားပြောလိုက်ရက်လိုက်အဲ record ပြန်လုပ်လိုက်အဲ့လိုနည်းနဲ့အတန်သွင်းတာဖြစ်တဲ့အတွက်အဆင်မပြေမှုရရှိပါပြီ sorry ပါအဲ့တော့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်တက်တာ